Hello မင်္ဂလာပါရှင်ဒါလေးကတော့လက်ဖက်ထမင်းတုပ်ဆောင်မှာဖြစ်ပါတယ်လက်ဖက်ထမင်းမှာတော့လက်ဖက်ကတော့အတင်စားရွှေပြိုသေးရှူရှဲလက်ဖက်ကလေးနဲ့တုပ်ဆောင်မှာဖြစ်ပါတယ်အတင်စားရှူရှဲလက်ဖက်ကလေးကိုဖောက်ပြီးထည့်လိုက်ပါပြီရှင်ဖောက်ပြီးသွားပြီဆိုရင်နှမ်းလေးကိုထည့်ပါမယ်ရှင်ကျွန်မကလက်ဖက်ထမင်းစားတဲ့အခါမှာနှမ်းများများနဲ့စားအောင်ကြိုက်တဲ့အတွက်နှမ်းလေးကိုများများထည့်ပါတယ်နှမ်းလေးထည့်ပြီးသွားပြီဆိုရင်ကျွန်မကစားထည့်ပါမှာပေါ့နော်စားထည့်ဖို့ကျွန်မချိုးဝီးကောက်ကင်လိုက်တယ်အခုတော့ကျွန်မစားလေးကိုနည်းနည်းလေးဖြူလိုက်ပါပြီပြီးသွားရင်ကျွန်မကပဲကြုံထည့်ပါမယ်ပဲကြုံလေးကိုထည့်လိုက်ပါမယ်ရှင်ပဲကြုံထည့်ပြီးသွားရင်ကျွန်မစီလေးစမ်းပါမယ်ရှင်စီလေးစမ်းပြီးသွားရင်ကျွန်မခဲမြင့်သီးနဲ့ခေါ်ပီနဲ့ထည့်သေးရပေါ့နော်ကျွန်မဗီဒီယိုရှိမှဆိုလို့ရိုက်ပြီးပြထည့်ရတဲ့ကြတော့ပါဘူးရှင်ဒါကတော့လက်ဖက်ထမင်းလေးရပါပြီလက်ဖက်ထမင်းကိုမြေပဲဆန်လေးဖြူပြီးတော့စားပါတော့မရှင်စားကြပါအောင်တခါလေကြာရင်လေထမင်းလေးကလေဟင်းနဲ့စားရတဲ့ခါကြာလေရဲငင်းငွေလာအဲ့လိုလက်ဖက်ထမင်းလေးနဲ့ဆိုလဲတခါလေထမင်းစားပုံမြင်လေပေါ့နော်ဒါကတော့လူချောချောနဲ့စားပြနေရဖြစ်ပါတယ်ရှင်လူချောချောနဲ့စားပြနေတဲ့ကျမကိုအဆုံးထိကြည့်ပေးကြပါဦးရှင်ဆိုရင်မှာထမင်းစီကန်ကိုကျွန်မခါနေရပါရှင်ကဲထပ်စားလိုက်ပါဦးမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တတာ